လေယောဂဆိုတာဖားတယ်ချွတ်လေယောဂဆိုတာအဆုတ်ထဲကိုလေးပို့တယ်ပြုံနေရောင်ရမ်းလာပြီးတော့ပုံမှန်တက်ပို့ပြီးချွတ်လေတွေထွက်လာတယ်ခြေနေတစ်ခုခေါ်တာဖြစ်ပါတယ်အဲ့တော့ဆေးကြောတောက်ခြင်းနဲ့ချွတ်လေယောဂဆိုတာဘယ်လိုဆက်ဆက်နေလဲဆေးကြောတောက်တဲ့အချိန်မှာမိတ်ဆွေတို့ကိုဟိုက်စီတယ် THC အငွေ့အပြင်အခြားအရွက်တွေပြာတွေကနေထွက်လာတဲ့ငွေ့တွေကအဆုတ်ရဲ့အမေးပါးတွေမှာပုံတက်စီးစေပါတယ်ပြီးတော့ကာဗွန်မိုနောက်ဆိုက်ကြောင့်သွေးထဲမှာရှိတဲ့အောက်ဆီဂျင်ပို့ဆောင်မှုလုပ်ငန်းစဉ်ကိုတိတတနှိကွေရောကြလာစေတယ်ပြီးတော့ irritant ဆုပ်လန်းကြောင်းတွေကိုရိုင်းရလာစေပြီးတော့ခုနကမလိုလားအပ်တဲ့အငွေ့တွေကြောင့်အဆုပ်ရဲ့ကိုယ်ခံအားစနစ်တွေကိုပို့တိတတအကျဆင်းလာစေပြီးတော့ချွတ်တဲ့ယောဂဖြစ်နိုင်ပြီးပို့ပြီးတော့မြင့်မာလာဒီလိုမကြာခဏမကောင်းတဲ့ဆေးကြောက်တွေတောက်တဲ့သူတွေမှာဒီလိုမျိုးမကောင်းတဲ့ကျန်းမာရေးလက္ခဏာတွေတွေ့ရနိုင်တယ်နံပါတ်1နည်းနည်းအိပ်ရထားရတယ်ချောင်းဆိုးပြီးတော့ချွတ်တဲ့မဲတွေထွက်တာနံပါတ်2လေချောင်းတွေတနေ့ကုန်ရားရံနေပြီးတော့ချောင်းချောက်တွေတနေ့လုံးဆိုးနေပြီးတော့နံပါတ်3တက်စီကြက်တာရင်ကြက်လာတာနံပါတ်4လေ့ကျင့်ခန်းလုပ်ရင်ခဏလေးနဲ့မောပိုင်းလာနံပါတ်5အဆုတ်ရောင်ခြင်းနဲ့အဆုတ်နဲ့ဆက်တဲ့ယောဂတွေကူးဆက်နိုင်ပြီပုံမြင့်လာโอเคဒါဆိုရင်ဘလို့ရာတွေကြောင့်ချွတ်တလိပ်ထနိုင်လေနံပါတ်1ပိုတက်စီအလွန်ကြုံအသုံးပြုလာတယ်အဖူးတွေနံပါတ်2 PGR ကဲ့သို့သောဟော်မုန်းပြောင်းလဲစေတဲ့ဆေးဝါးတွေသုံးပြုလာတဲ့အဖူးတွေနံပါတ်3မှုတက်နေတဲ့အဖူးတွေနံပါတ်4 QI dry တေချာမလုံးမမှန်ကန်တဲ့အဖူးတွေနံပါတ်5ဆက်လက်စေးသားနဲ့ရောတောက်တဲ့လူတွေဒီလိုမျိုးတွေမှာချွတ်တလိပ်ထာယောဂတွေပို့ပြီးတော့ဖြစ်နိုင်ရှိအောင်တွေ့ရပါတယ်အဲ့တော့ဒီလိုယောဂဖြစ်နိုင်ခြေတွေကိုဘယ်လိုရှော့ချနိုင်လဲနံပါတ်1 vaporizer သုံးပါမိမိပဲနဲ့ဥငွေနဲ့မီးရှို့တာမို့လို့ခုနကလိုမလိုလားတဲ့တာတွေ convention by product တွေဖတ်တဲ့ဟာတွေတိကျတာရောကြသွားတာမျိုးတွေ့ရပါမယ်နံပါတ်2အဲ့ဒီပဲသုံးပါအဆုပ်ကိုလုံးဝမထိပါဘူးအဆုပ်ပြဿနာရှိပြီးသားဆိုရင်အကောင်းဆုံးရွေးချယ်မှုတဲ့အခုပါနံပါတ်3ဆက်လက်ရောပြီးတော့မတောက်ပါနဲ့ဆက်လက်ရောပြီးတောက်တာအဆုပ်ကျန်းမာယူဆိုးသွားဆိုတာထိခိုက်စေပါတယ်နံပါတ်4ရေမြများတောက်ပါရေမြများတောက်တာချွဲတလိပ်တွေပျော်ကြဖို့အတွက်အထောက်အကူပြုပါတယ်နံပါတ်5အသက်ရှူလေ့ကျင့်ခန်းလုပ်ပါdeep breathing exercise တွေကအဆုပ်ရဲ့ကြွက်တာကျန်းမာရေးတွေကောင်းမှုအတွက်တိတတာအထောက်အကူပြုပေးနိုင်ပါတယ်အကယ်၍မိတ်ဆွေအားချောင်းဆိုးတိုင်းမှာတွေးပါလာပြီးသုံးဘက်ထပ်ပို့ပြီးတော့ချောင်းဆိုးလာပြီးတော့တက်စီတက်တာပို့ဆိုးလာပြီးတော့ဖျားနာလာပြီးချွဲတလိပ်တွေအကြောင်းပြောင်းလာပြီးဆိုရင်တော့ကျွမ်းကျင်တဲ့ပြောင်းဝင်နဲ့ချက်ချင်းသွားပြီးတော့ပြသလိုက်ပါအဲ့တော့အခုလိုမျိုးမလိုလားအပ်တဲ့လေကြောင်းနဲ့ပတ်သက်တဲ့ယောဂတွေတလိပ်ကယောဂတွေမဖြစ်ရလေအောင်စူပါဘက်မြန်မာအားကွီးတွေကိုမှာယူတောက်တုံးပြီးတော့မိတ်ဆွေရဲ့ကျန်းမာရေးကိုထူးဂရုစိုက်လိုက်ပါ